လေးစားပဲစားနေတာပြီးရင်အိတ်တယ်တို့ကျွေးတိုင်းစားတယ်ကျွေးတိုင်းအကုန်ပြောင်းစားတယ်ပြီးရင်ပြက်အိတ်တယ်ပြီးထက်ကျွေးထက်စားတယ်လုံးကြပြီးစားတယ်အဲ့လိုအချိန်မျိုးစားနေတာဘဝမှာပျော်ရွှင်စရာဆိုလို့အခုလက်တလောမှာဟိုအစားအသောက်ပဲရှိတယ်တရက်နိုးဝမ်ဘာနေ့လည်းဘာစားမလဲညဘာစားမလဲနောက်နေ့ဘာစားမလဲအဲ့လိုဘာစားမလဲစဉ်းစားရတယ်ပဲပျော်နေတာစားပါပဲငါကိုတော့မတန်းနဲ့စားပါပဲ